ဒီတစ်ခါမှာတော့အလွယ်ဆုံးနဲ့အမြန်ဆုံးတူဖူးခဲနည်းလေးကိုပြောပြပေးပါမယ်။ပဲစိမ့်မုံတစ်ခွက်ကိုအရသာအတွက်စားရဲ့အယောင်အတွက်စနွေးရဲ့ထည့်ပြီးတော့ရေ3ခွက်နဲ့ရောဖြောပါမယ်။ပဲရီလုံးခဲမကြမ်းအောင်စကားနဲ့စစ်ချပြီးတော့အနည်းဆုံး1နာရီခန့်လောက်အနေထိုင်အောင်ထားပေးရပါမယ်။အနေထိုင်သွားပြီဆိုလို့ရှိရင်အပေါ်မှာရှိနေတဲ့အရေးကြီးကိုအားလုံးဖယ်ထုတ်လိုက်ပါမယ်။ကြိုမဲ့အိုးထဲမှာရေသန့်တစ်ခွက်ထည့်ပြီးတော့ပူပေးပါမယ်။ရေလေးတွေဒီလိုစပြီးတော့ဆူလာပြီဆိုလို့ရှိရင်ခုနကကျန်တဲ့ပဲနယ်လေးတွေကိုဖြည်းဖြည်းချင်းစီလောင်ထည့်ပြီးတော့အဆက်မပြတ်မှွေပေးရမှာဖြစ်ပါတယ်။စီတွဲလာတဲ့ဒီကြိုရမှာဖြစ်ပါတယ်။အနည်းဆုံး25မိနစ်လောက်တော့ကြာပါတယ်။ကိုလိုချင်တဲ့ပုံစံခွက်တွေကိုထည့်ပြီးတော့အနည်းဆုံး3-4နာရီလောက်အေးခံပေးရမှာဖြစ်ပါတယ်။ခုဆိုရင်ကြော်ပဲစားစားတုပ်ပဲစားစားအရန်ကိုအဆင်ပြေတူပူးကလေးရပါပြီ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။